အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့တူဒီကိုလင်း YouTube channel လေးရာတွေကိုကူမာတွေပြန်လဲကြိုဆိုလိုက်ပါဗျာနော်ကဲကိုကူမာတွေနော်အဖွင့်နေရတော့ကိုကူမာတွေလုံးဝ share ပဲနော်အောင်ဝက်ခံနိုင်ပါ යි နော်လုံးဝအစင်ပြေကြမှာပေါ့ဗျာနော်ကိုလင်းကိုယုံကြည်တဲ့ကူမာများတိုင်းကတော့နော်ဒီပွဲမှာလုံးဝရွှေဖြစ်ငွေဖြစ်ကြမယ်ဗျာနော်ကဲဒါကြောင့်မလို့အခုမှမြင်အခုမှတွေ့ရဆိုတဲ့အကူမများတိုင်းကလည်းเนาะကျွန်တော်ရဲ့ channel လေးကို subscribe လုပ်တဲ့ channel ကို subscribe လေးနှိပ်တာเนาะ channel ကို subscribe နှိပ်ပြီးတဲ့အကူမများတိုင်းကလည်းเนาะကိုလိုပဲအများမြင်အများရပါသေးအများတွေ့ပါသေးအများသိပါသေးဆိုတဲ့သဘောဆန္ဒလေးထားပြီးတော့ share လို့ရတဲ့နေရာလေးမှာ share တော့ပြင်မယ်မျှဝေလို့ရတဲ့နေရာလေးမှာမျှဝေတော့ပြင်မယ်เนาะကျွန်တော်တို့မနက်ဖြန်2ရက်เนาะမနက်ဖြန်2ရက်9လ2025အတွက်ကိုကူမာကြီးလုံးဝ share ဩကွက်တွေနဲ့ share ပတ်တီးတွေနဲ့လုံးဝအဆင်ပြေစေဗီဒီယိုလေးကိုတေချာလေးပြီးဆုံးကြည့်သွားပြီเนาะအဖွင့်နေရတော့ကိုကူမာကြီးဖုန်းဝင်ခြင်းမှာလုံးဝအဆင်ပြေသွားပြီမလားဗျာเนาะကိုလင်းကိုယုံကြည်တော့ဒီတိုင်းပဲဖြစ်သွားမှာပဲเนาะကိုလင်းကိုယုံကြည်ကိုကူမာကြီးပွဲတိုင်းပဲเนาะလုံးဝအပြုံးမန်းနေနဲ့ပွင့်နေရမယ်ဗျာเนาะလုံးဝအဆင်ပြေစေရမယ်ထိထိမိမိတွေရစေရမယ်เนาะကိုလင်းကတော့အများနဲ့ကြိုးစားပြီးတော့အများနဲ့မျှဝေပေးနေမှာပဲเนาะကဲကျွန်တော်ချစ်တဲ့ချင်းမိတ်ဆွေကိုမာတို့ကမနှက်ဖြန်ကိုနေကုန်လိုက်ဆိုမဲ့လုံးမိုင်အချင်းကြီးတွေကိုလည်းကျွန်တော်ပြောပြသွားမယ်တေချာလေးလိုက်မှတ်တာเนาะရှယ်ဩကွက်ကလေးလည်းကိုမာတွေကိုပြောပြသွားမယ်ပြီးတော့ကိုမာတွေအတွက်ကိုမနှက်ဖြန်ကိုလုံးဝအမြတ်ကြံဖို့ကျွန်တော်ရွေးချက်ထားတဲ့အထူးရှယ်မိန်းနှစ်ကွက်လည်းရှိတယ်ဗျာเนาะဒါလေးကိုလည်းကျွန်တော်ခါလေးပြောပြသွားမယ်ဒါကြောင့်မလို့ကိုမာတွေကနည်းနည်းလေးသိခံပြီးတော့နားထောင်ပြပါဗျာเนาะဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကိုရသေးခြင်းလို့ကျွန်တော်လူလေးနည်းနည်းများလာမှကျွန်တော်တခါလေးပြောပြသွားမယ်ဗျာเนาะဘာလို့ဆိုတော့အကုန်လုံးကိုထိထိမိမိလေးအဆင်ပြေစေခြင်းနဲ့ဗျာเนาะမလက်ဖြံမှာကိုမာတွေလုံးဝအဖွင့်နေလို့ပဲလုံးဝထပ်အောင်မြင်စေရမယ်เนาะဒါကြောင့်မလို့လဲကျွန်တော်ပြောခြင်းဖြစ်တယ်เนาะကဲကိုမာတွေကိုလင်းကိုယုံကြည်တဲ့အကူမများတိုင်းကကျွန်တော်တို့မနှက်ဖြန်เนาะနေကုန်သာလိုက်ဆိုရမယ်လုံးမိုင်အချိန်နှလုံးကတော့1ပိုင်နဲ့6ပိုင်ဖြစ်တယ်เนาะ1ပိုင်6ပိုင်နဲ့ကိုမာတွေကကိုမှရရှိတဲ့လုံးမိုင်အချိန်တွေရှိမယ်ဆိုရင်1ပိုင်6ပိုင်နဲ့တွက်စော့เนาะလုံးဝအဆင်ပြေစေရမယ်เนาะကဲ channel ကို subscribe လုပ်တဲ့ကိုမာတွေကเนาะအခုမှမြင်တယ်အခုမှတွေ့တယ်ဆိုတော့ကိုမများတိုင်းက channel ကိုမဖြစ်မနေ subscribe လေးနှိပ်တာเนาะsubscribe နှိပ်ပြီးတဲ့ကိုမများတိုင်းကလည်းအများအားသိကျင်ပါတယ်အများအားတွေ့ကျင်ပါတယ်เนาะဆိုတဲ့အကူမများတိုင်းကဘေးကနိုဘယ်ခေါင်းလုံးလေးကိုနှိပ်ထားလိုက်เนาะဒါဆိုရင်ကျွန်တော်တူဒီနဲ့ပတ်သက်တဲ့အရာတိုင်းဗီဒီယိုတိုင်းကိုမာတွေ့ရှိရမယ်ဗျာเนาะကိုမာတွေ့ရှိရမယ်သိရှိရမယ်เนาะကျွန်တော်ကတော့ဒီပွဲမှာကိုမာတွေကိုလုံးဝအဖွင့်လှခြင်းပဲဒါမှငွေထုတ်ပေးနိုင်ခဲ့ပြီငွေထုတ်တွေကိုငွေကိုကိုမာတွေအိတ်ထဲကိုထည့်ပေးနိုင်ခဲ့ပြီเนาะဒါယုံကြည်တဲ့အကူမများတိုင်းကတော့ရသွားမှာပဲเนาะမယုံကြည်လို့မထိုးတဲ့အကူမများတိုင်းကတော့ကိုเจ้าနဲ့ကိုပေါ့เนาะကျွန်တော်လည်းဆရာကြီးမှမဟုတ်တဲ့ဟာကိုကျွန်တော်လည်းတက်နိုင်တဲ့ဘက်ကတက်နိုင်တယ်လို့ကြိုးစားပေးတာကူညီပေးတာเนาะဒါကိုယုံကြည်လို့လိုက်စော်တဲ့အကူမများတိုင်းကတော့လုံးဝအဆင်ပြေမှသိကြတယ်เนาะမယုံမကြည်နဲ့စော်တဲ့အကူမများတိုင်းကတော့ကိုเจ้าနဲ့ကိုပဲเนาะကျွန်တော်ထိုးပါမထိုးပါလို့ကျွန်တော်ဘက်ကမပြောလို့ကိုမာကြီးစန္ဒရှိမှစော့ယုံကြည်မှစော့เนาะမယုံကြည်မစော့နဲ့မယုံကြည်မထိုးနဲ့เนาะကျွန်တော်ကကိုမာတွေကိုဘာမှမမျှော်လင့်ဘူးစေတနာတည်တဲ့နဲ့လာရောက်မျှော်ရပေးတာဒါကြောင့်မလို့ကျွန်တော်ရဲ့စေတနာကိုနားလည်လက်ခံသဘောပေါက်တယ်ဆိုတဲ့အကူမများတိုင်းကကျွန်တော်ရဲ့ channel ကို subscribe နှိပ်ထားမယ်เนาะ subscribe နှိပ်ထားမယ်เนาะ share သွားပေးမယ်ဆိုရင်ပဲကျွန်တော်ဘက်ကနေကျင်တတ်ပြီးကျွန်တော်ဘက်ကနေပီတိဖြစ်ပြီကိုမာတွေရည်ရကျွန်တော်လိုချင်တာတရားလေးပါပဲเนาะကဲကျွန်တော်တို့2ရက်နေမှာကိုမာတွေနေကုန်လိုက်စောမယ်လုံးမအချိန်နှလုံးကိုပြောပြသွားပြီเนาะ1ပိုင်6ပိုင်เนาะ1ပိုင်6ပိုင်နဲ့ကိုမာတွေလုံးဝအဆင်ပြေစေရမယ်เนาะ1ပိုင်လည်းအားကောင်းတယ်6ပိုင်လည်းအားကောင်းတယ်ကိုမာတွေကကိုရရှိတဲ့လုံးမအချိန်တွေရှိရင်1ပိုင်6ပိုင်နဲ့တွဲစော့မနှက်ဖက်မကြရင်ညှက်နေပဲတစ်လုံးလုံးဝကြเนาะ1ပိုင်6ပိုင်ရဲ့ကိုမာတွေမနှက်ဖြန်မှာနေကုန်လုံးဝကြเนาะတင်းနဲ့ပတ်သက်လာလို့ထိုးရမယ်ဩကွက်တွေကတော့16ကဲ1ခွန်ရဲ့เนาะ16 1ခွန်เนาะကိုမာတွေမနှက်ဖြန်နေကုန်လိုက်ဆိုမှာ16 1ခွန်1နဲ့ပတ်သက်လာ6နဲ့ပတ်သက်လာ6ခွန်6နှစ်เนาะ6နဲ့ပတ်သက်လာလို့တင်ထိုးရမှာက6ခွန်နဲ့6နှစ်နဲ့เนาะ1နဲ့ပတ်သက်လာရင်16နဲ့1ခွန်နဲ့အဲ့၄ခွက်ထဲရှိတယ်เนาะဒါအရန်၄ခွက်ကိုမာတွေကထိထိမိမိလိုက်ဆိုဘာဖြစ်လို့လဲသူများကြိုက်လို့ကျွန်တော်အကွက်အများကြီးမပေးဘူးဗျာဘာလို့လဲကိုမာတွေ
လွဲသွားရင်လည်းငွေနည်းနည်းပဲရှုံးမယ်နော်တကယ်လို့ကိုကူမာကြီးကျွန်တော်ရွေးပြီးတဲ့အောက်ဝက်တွေကတက်တက်မမထိသွားမယ်ဆိုရင်ကျွန်တော်တို့အရင်နည်းနည်းနဲ့အမြဲမြဲကြံအောင်လို့ကိုကူမာကြီးရွေးချက်ထားခြင်းဖြစ်တယ်ဒါကြောင့်လို့အမားမှန်ကိုလက်ခံနိုင်မှလိုက်စော့ပါနော်လက်မခံနိုင်လို့မစော့တဲ့ကူမများတိုင်းကတော့ကိုရောင်းတဲ့ကိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးကျွန်တော်ဘက်ကနေတက်နိုင်ဆုံးရွေးချက်ပေးတယ်နော်အောက်ဝက်တွေအများကြီးလိုက်ထုတ်ပေးမယ်ဆိုရင်တော့လည်းဒီမျိုးပေါ့ဗျာနော်ဒါအများကြီးထုတ်ပေးရကြတဲ့လွဲတယ်ဆိုတော့ဒါကိုညံ့လို့ပေါ့အခုကကိုကူမာတွေကိုကျွန်တော်ကနည်းနည်းနဲ့မြကြံအောင်လို့ထုတ်ပေးတယ်နော်ကျွန်တော်တို့အဖွင့်တွေတော့တင်းတစ်ကိုလုံးဝရှေ့တဲ့ပဲနော်လုံးဝအောင်မြင်သွားတယ်ဒါကြောင့်မလို့အခုလဲကိုကူမာတွေကိုနော်1နဲ့ပတ်သက်လာရင်16နဲ့1ခုနဲ့6နဲ့ပတ်သက်လာရင်6ခုနဲ့6နှစ်နဲ့နှစ်ကွက်စီပဲကျွန်တော်ထုတ်ပေးထားတယ်နော်ဒါပေမဲ့ကိုကူမာတွေကအထူးရှယ်နှစ်ကွက်ကတော့နော်10ရယ်60ရယ်ဇာတူလေးအားပြီးတော့ထုတ်တာအဲ့ဒါအထူးရှယ်ဘုံရမယ်မိန်းနှစ်ကွက်နော်ပေါင်းလိုက်ရင်6ကွက်ဖြစ်မှာဗျာနော်ဒါလေးကတော့ကိုကူမာစံနှရှိသလိုလိုက်ဆိုကျွန်တော်ကတော့အကြိုက်ဆုံးကတော့10နဲ့60ကိုအကြိုက်ဆုံးမဖြစ်မနေထိုးတာပါမနှက်ပြောင်လုံးဝအဆင်ပြေစေရမယ်မနှက်ပိုင်းနဲ့မှကြာလာခဲ့ရင်တော့ညှစ်နေပါအောင်ကျွန်တော်တို့ပြုံးပြုံးနဲ့နားလိုက်မယ်မနှက်ပိုင်းနဲ့မှမကြခဲ့ရင်ညှစ်နေပါအောင်လုံးဝရှယ်ထိုးအောင်ကဲဒါလေးပါဗျာနော်ကဲအားလုံးကိုပိုင်းပါလေ